ဟိုးရှိတော့ငါတောအုပ်ထဲမှာကြီးကန်းတစ်ကောင်ရှိပါတယ်တနေ့မှာတော့သူမကခီးထွက်လာတာအရန်ကိုကြာသွားတဲ့အတွက်ရေးစားလာပါပဲဒါကြောင့်သူမကခဏရက်လိုက်ပြီးအနီးအနားမှာရေလိုက်ရှာတာဗမားမှရှာလို့မတွေ့ပါဘူးကြီးကန်းလေးကရေစာလုံးလို့အားတောင်နဲလာတယ်ဒါပေမဲ့သူမကစိတ်မလျှော့ဘဲနဲ့တောအုပ်ကိုပတ်ပြီးတော့ရေရအောင်လိုက်ရှာပါတော့တယ်သူမကပြန်တန်းပြီးရေရှာနေရင်လည်းအိမ်တအိမ်ကိုတွေ့လိုက်ရတယ်အိမ်ထဲမှာရေရှိနေမယ်ဆိုတဲ့အတွေးနဲ့သူမကအိမ်ပေါ်မှာနားလိုက်တယ်ရေကရအိုးတစ်ခုကိုအိမ်ထဲမှာသူမလှမ်းတွေ့လိုက်ပါတယ်သူမကချက်ချင်းပဲရေကရစီကိုပြန်သွားလိုက်တယ်ဒါပေမဲ့ဦးထဲမှာရေကနည်းနည်းလေးပဲရှိနေပါတယ်သူမကရေကိုတွေ့လိုက်ရလို့ပျော်သွားပေမဲ့ရေကအရန်အောက်ကိုကပ်နေတော့တောက်ဖို့မမီဘူးဖြစ်နေတာပေါ့ဒါနဲ့သူမခဏစဉ်းစားလိုက်ပြီးတော့အကြံရသွားတယ်ကြောက်ခင်းလေးတွေကသာဦးရဲပြစ်ချလိုက်မယ်ဆိုရင်ရေကအပေါ်တက်လာပြီးတော့ငါတောက်လို့ရသွားမှာပဲပေါ့သူမချက်ချင်းပဲကြောက်ခဲလေးတွေကိုလိုက်ရှာပါတော့တယ်အနီးနားမှာပဲကြောက်ခဲလေးတွေကိုသူမတွေ့လိုက်ရတယ်အဲ့ဒါနဲ့သူမကကြောက်ခဲလေးတွေစီကိုသွားပြီးတစ်ခေါက်မှတစ်ခဲစီနဲ့နားပြီးတော့ကောက်ပါတော့တယ်သူမကကရားစီကိုပြန်လာလိုက်ကြောက်ခဲလေးတွေကိုပြစ်ချလိုက်လို့တော့ရေကနည်းနည်းတော့အပေါ်ကိုတက်လာပေမဲ့တောက်လို့မရသေးဘူးတဲ့ကွယ်သူမကစိတ်မလျှော့ပဲနဲ့တခဲစီတဲလာပြီးတော့ကရားပြည့်အောင်ထည့်နေပါတော့တယ်အချိန်တော်တော်ကြာကြောက်ခဲလေးတွေကိုပြစ်ချပြီးတဲ့နောက်မှာတော့ရေကအပေါ်ကိုမြင့်တက်လာပါတယ်သူမကပျော်ရွှင်စွာနဲ့ရေကိုအဝတောက်လိုက်ပြီးသူမတငယ်ချင်းတွေကိုပါရေအတူတောက်ဖို့ဖိတ်ခေါ်လိုက်ပါသေးတယ်ငှက်တွေအများကြီးကလာပြီးတော့ရေငတ်ပြေအောင်တောက်ကြပြီးသူတို့ကကြီးကန်းလေးကိုကျေးဇူးတင်စကားဆိုပြီးပြန်သွားကြတဲ့ကွယ်ကဲကြည့်ပါဦးတငယ်ချင်းတို့ဒီထက်မြက်တဲ့ကြီးကန်းလေးကသူ့ရဲ့အသိဉာဏ်ကိုအသုံးချပြီးသူလိုချင်တဲ့အရာကိုရအောင်လုပ်ယူသွားနိုင်ခဲ့တယ်နော်မင်းလည်းပဲမင်းလိုချင်တဲ့အရာကိုရဖို့မင်းရဲ့အသိပညာတွေကိုဉာဏ်ရှိရှိနဲ့အသုံးချသင့်တယ်နော်ထူးခြားသောဒဏ္ဍာရီမြင်းမာလေးတရံရောခါက Eve လို့ခေါ်တဲ့ဒဏ္ဍာရီလာမြင်းမာလေးတစ်ကောင်ရှိပါတယ် Eve ငငယ်လေးတဲကမိသားစုတစုကရှာဖွေတွေ့ရှိခဲ့ပြီးခေါ်ဆောင်မွေးစားလိုက်ကြပါတယ် Eve ကိုရှာဖွေတွေ့ရှိခဲ့တဲ့သူတွေကတော့သူမဘသူဆိုတာကိုမသိသေးတဲ့အတွက်သူ့ရဲ့မြင်းတွေနဲ့အခြားတိရစ္ဆာန်တွေနဲ့အတူမွေးမြူထားပါတယ်နောက်ပြီး Eve ကိုယ်တိုင်ကလည်းသူမဘသူဆိုတာကိုမသိတဲ့အပြင်သူမတစ်ချိန်ချိန်မှာတမူထူးခြားပြီးနာမည်ကြီးလာလိမ့်မယ်ဆိုတာကိုလည်းမသိခဲ့ပါဘူးနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး Eve ကသူ့ကိုယ်သူလုံးဝမတူညီတဲ့တခြားကဘာတစ်ခုကနေလာခဲ့ကြောင်းမသိပဲအခြားမြင်းတွေလှုပ်တဲ့အရာလှုပ်ကိုင်းပြီးအခြားမြင်းတွေစားတောက်နေတဲ့အရာတွေကိုစားတောက်နေခဲ့ပါတယ်မြင်းတွေမှာညို့လေးအတွင်းနေ့စဉ်လှုပ်ဆောင်ရမယ့်အလုပ်တွေရှိပြီး Eve အမြဲတမ်းပါဝင်ရှင်ပြိုင်နေတဲ့မြင်းပြိုင်ပွဲတွေလည်းရှိပါတယ်ကြီးလာတာနဲ့အမျှအခြားမြင်းတွေနဲ့မတူညီတဲ့အချက်ကိုဘယ်သူမှအရေးတယူမေးမြန်းတာတွေမရှိခဲ့ပါဘူးသူမမှာမိုးတိမ်တွေလိုဖြူဖွေးနေတဲ့အသားရည်ရဲ့တက်တန့်တွေလိုအယောင်စုံနဲ့လှတဲ့စပင်းတွေရှိပါတယ်သူမရဲ့တမူကွဲပြားနေတာကလွဲလို့ Eve ကိုအားလုံးကသဘောကျကြပါတယ်အလောက်ကြာမြင့်စွာလောက်ကင်ပြီးတဲ့နေကောင်းလေးတစ်နေ့မှာသူမကမြင်းဆောင်တွေကိုဝင်လာကအခြားမြင့်တွေအားလုံးတစ်ခုခုမှားယွင်းနေတာကိုသတိထားလိုက်ပြီသူတို့ကကနာမငြိမ်ဖြစ်နေပြီးတော့တက်တောင့်တက်တာရှိနေတဲ့ပုံမပေါ်ပါဘူးဒါပေမဲ့သူမကဂီးမဆိုင်ပဲသူမရဲ့မြင်းဆောင်မှာတွားရောက်အိတ်ဆက်လိုက်ပါတော့တယ်သူမအိပ်ပျော်ပြီးမကြခင်မှာပဲဝေလီဝေလင်းမနှက်စောစောအချိန်မှာကျဲလောင်တဲ့အတန်ကြောင့်လန့်နိုးသွားပါတော့တယ်သူမကနိုးလာပြီးအခြားမြင့်တွေအားလုံးတင်းကုန်းကနေထွက်လာပြီးအပြင်မှာပြေးလွှားနေတာကိုမြင်တွေ့လိုက်ရပါတယ်သူမကအခြားမြင့်တွေနောက်ကိုလိုက်ပြီးဘာဖြစ်နေတာလဲဘယ်ကိုသွားနေလဲဆိုတာ
မင်းမြန်းပေမဲ့အားလုံးကရှစ်တဲ့ကိုကြည့်ပြီးပြေးလွှားနေကြတယ်သူမကိုအံ့ဩစေတဲ့အရာကတော့အားလုံးဟာစာကြောင်းတစ်ကြောင်းကိုတီးတိုးရွတ်ဆိုနေတာပါပဲခဏကြာတဲ့အခါမှာတော့အားလုံးက Graja အကောင်းဆုံးပါ Graja အကောင်းဆုံးပါ အဲ့ဒါလိုအခါခါထပ်ခါရွတ်ဆိုနေတာကိုတွေ့ရှိခဲ့ပါတယ်သူမဟာဘာဖြစ်လို့လဲဆိုတာကိုနားမလည်နိုင်ခဲ့ပါဘူးသူမမင်းမြန်းနေတာကိုသူတို့ဘာကြောင့်မကြားသလဲဆိုတာကိုလည်းနားမလည်ခဲ့ပါဘူးအားလုံးကအဝါရောက်ပန်းလေးတွေဝေစားနေတဲ့လက်ခင်းမြေစင်းစင်းလေးကိုရောက်လာတဲ့အခါမှာ Eve ကမော်ကိုဇောပေါ်မှာထိတ်မှအပေါက်ပါတဲ့ထူးဆန်းတဲ့ဘူးကလေးနဲ့အတူထိုင်းနေတဲ့မိန်းကလေးတူကိုတွေ့မြင်လိုက်ပါတယ်ဘူးလေးတွေကနေဂီတတန်စင်တွေထွက်နေပြီးမြင်းတွေအားလုံးကဂီတတန်စင်ဘယ်နေရာရောက်အဲ့ဒီဂီတတန်စင်နောက်လိုက်အောင်မော်ဆန်ဆန်ဆွဲညှို့ခံနေရတယ်ဆိုတာကို Eve ကသိရှိလိုက်ပါတယ် Eve ကဝေခွဲမရဖြစ်သွားပါတယ်သူမဘာဖြစ်လို့အဲ့ဒီမော်ဆန်နဲ့ဆွဲညှို့ခြင်းကိုမခံရတာလဲဆိုတာကိုစဉ်းစားလို့မရဖြစ်နေပါတယ်သူမကအခြားမြင်းတွေနဲ့မတူပဲတမူထူးခြားနေလောက်တယ်ဆိုတာကိုသိရှိလိုက်ရပါတော့တယ်အနီးနားမှာရှိတဲ့ရှီအိုင်လေးထဲမှာသူမရဲ့ပုံရိပ်ကိုသူမကြည့်လိုက်ပါတယ်အဲ့ဒီမှာပဲသူမကကြီးမားတဲ့ကွာခြားမှုကိုသတိပြုလိုက်မိတယ်သူမရဲ့လှပတဲ့အဖြူရောင်အသားရည်ရောင်စုံစပင်းတွေနဲ့သူမရဲ့နှစ်ဖူးပေါ်ကခြုံထက်လာတဲ့အရာတစ်ခုကိုပုံရိပ်ကနေတွေ့လိုက်ရပါတယ်သူမရဲ့တငယ်ချင်းတွေကသူမနဲ့အသွင်သဏ္ဍာန်မတူပေမဲ့သူမအနေနဲ့သူတို့ကိုကူညီမှဖြစ်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်သူမဟာမိန်းကလေးထွက်ခွာသွားတဲ့အထိစောင့်ဆိုင်နေခဲ့ပြီးဘယ်မြင်းမှတေးဂီတာတန်စင်တွေထုတ်နေတဲ့ဘူးနာကိုမရောက်စေဖို့အတွက်လှုပ်ဆောင်มาတော့တယ်ဒါပေမဲ့မိန်းကလေးဟာ Eve အပါအဝင်အခြားမြင်းတွေအားလုံးကိုခေါ်ဆောင်သွားချင်တာကြောင့်ထွက်ခွာသွားခြင်းမရှိပါဘူးEve ကမိန်းကလေးအနားကိုတဖြည်းဖြည်းချင်းစီကပ်သွားပြီးသူမရဲ့ခြုံထက်တဲ့ဥကြုံနဲ့တေးဂီတာတန်စင်တွေထုတ်လွှင့်နေတဲ့ဘူးလေးကိုတွန်းထုတ်လိုက်ပါတော့တယ်တေးဂီတာတန်စင်တွေထုတ်လွှင့်နေတဲ့ဘူးလေးကမြေကြီးပေါ်ကိုပြုတ်ကျသွားပါတော့တယ်ဒီဘူးလေးကမြင်းခွာပုံစံရှိတာကိုသတိထားလိုက်မိပါတယ်ဒါပေမဲ့အခြားမြင်းခွာမဟုတ်ဘဲနဲ့သူမရဲ့မြင်းခွာရနဲ့တထက်တဲကျနေတာကိုတွေ့ရှိလိုက်ရပါတယ်ဒါကြောင့်သူမကခြေထောက်ကိုမြှောက်ပင့်လိုက်ပြီးဘူးလေးတွေကိုသူမရဲ့ခွာကိုထည့်သွင်းလိုက်တဲ့အချိန်မှာတော့ချက်ချင်းဆိုလို့ဂီတတန်ကရက်တန့်သွားပါတော့တယ်မြင်းတွေအားလုံးဟာအသိပြောင်းဝင်လာပြီးသူတို့အဲ့ဒီနေရာကိုဘယ်လိုရောက်ရှိလာသလဲဆိုတာကိုဝေခွဲမရဖြစ်ကဟိုကြည့်ကြည့်နေပါတော့တယ်မိန်းကလေးက Eve ရှိတဲ့နေရာကိုလှည့်မြန်စွာပြေးသွားပြီးဂီတတန်ကိုပြန်ဖွင့်မှုကြိုးစားပေမဲ့ Eve ကအခြားမြင်းတွေနဲ့အတူအမြန်ဆုံးနှုံနဲ့ထွက်ပြေးလွတ်မြောက်သွားလို့မအောင်မြင်ခဲ့ပါဘူး Eve ကပြေးရင်းနဲ့လှည့်ကြီးပြီးပြုံးလိုက်ပါတယ်သူမကကွဲပြားပြီးထူးခြားနေပေမဲ့သူမရဲ့တငယ်ချင်းတွေကိုကယ်တင်နိုင်ခဲ့လို့ပဲပေါ့မွေဟောင်းနဲ့ကြီးကမ်းများပုံပြင်ဟိုးရှိတုန်းကညောင်မင်းကြီးတစ်ပင်မှာကြီးဖို့ကြီးမှတစုံတွဲနေထိုင်ကြပါတယ်သူတို့နေထိုင်တဲ့တစ်ပင်ရဲ့အောက်မှာတော့တောင်ကုန်းအသေးလေးတစ်ခုရှိပါတယ်ဒီနေ့မှာတော့အရန်ကိုအန်ရရှိတဲ့ငွေဟောက်တစ်ကောင်ကအဲ့ဒီတောင်ကုန်းလေးမှာလာရောက်နေထိုင်ပါတယ်အဲ့လိုလာနေတာကကြီးကန်းနှစ်ကောင်အတွက်တော်တော်လေးဒုက္ခရောက်စေပါတယ်ရက်အတော်ကြာပြီးတဲ့အခါမှာတော့ကြီးမကကြီးဥသုံးဥဥပါတယ်အဲ့ဒီဥသုံးဥကိုဝတ်ပြီးတဲ့အခါကြီးပေါက်ကလေး၃ကောင်ပေါက်လာတယ်ကြီးပေါက်ကလေးတွေကအတိုက်အနီးမှာပျော်ရွှင်စွာဆော့ကစားနေပါတော့တယ်ဒီနေ့မှာတော့ဖေဖေကြီးနဲ့မေမေကြီးကကလေးတွေကိုအတိုက်ထဲမှာထားခဲ့ပြီးအစာသွားရှာတယ်သူတို့သွားတာနဲ့မွေဟောက်ကသူ့တွင်းထဲကနေထွက်လာပြီးတ
တစ်ပင်မော်ကိုတွားပြီးတော့တက်လာပါလေသူကတနာစရာကောင်းတဲ့ကြီးပေါက်ကလေးတွေကိုချက်ချင်းတိုက်ခိုက်ပြီးတကောင်မိတကောင်စားပစ်လိုက်ပါလေဖေဖေကြီးနဲ့မမေကြီးကညနေပြန်ရောက်လာတဲ့အခါမှာတော့သူတို့ကလေးတွေကိုအတိုက်ပတ်ဝန်းကျင်မှာရှာပေမဲ့ဘမားမှရှာမတွေ့ဘူးဖြစ်နေပါတယ်မမေကြီးကသူ့ကလေးတွေကိုရုံမာတဲ့မွေဟောက်စားလိုက်ပြီးဆိုတာရှင်းမိပြီးတော့စတင်ငိုကြွေးပါတော့တယ်ဖေဖေကြီးကသူ့မိန်းမကိုနှစ်သိမ့်ပြီးနောက်တစ်ခါဒီလိုမျိုးလုံးဝမဖြစ်စေရဘူးလို့ပြောလိုက်တယ်သူကအဝေးကိုပြန်တန်းသွားပြီးဒီဆိုးဝါးလို့တဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲလို့ကြိုးစားစဉ်းစားနေတယ်အဲ့ဒီအချိန်မှာပဲဘယင်မကြီးကမျက်စိမှာရေလာချိုးပါတယ်သူမကသူမရဲ့ပလဲလေဆွဲကိုဘေးကိုချွတ်ချလိုက်ပြီးအဆောင်နှစ်ယောက်ကိုလေဆွဲကိုစောင့်ကြည့်ဖို့ပြောလိုက်တယ်ဘယင်မကြီးနဲ့သူမရဲ့အရန်ကိုလှတဲ့လေဆွဲကိုမြစ်ပေါ်ကနေပြန်သွားရင်ဖေဖေကြီးကတွေးရှိလိုက်တယ်ဖေဖေကြီးကမြစ်ကမ်းမနာကိုအလှည့်အမြန်ဆင်းလိုက်ပြီးသူ့နှုတ်သီးနဲ့လေဆွဲကိုထိုးတုပ်လိုက်တယ်ပြီးတော့အဝေးကိုပြန်သွားတယ်အဆောင်တွေကဒုတ်ချောင်းကြီးတွေယူပြီးဖေဖေကြီးနောက်ကိုလိုက်ကြတယ်ဒါပေမဲ့ဖေဖေကြီးကညံထက်မြက်တာကြောင့်အဆောင်တွေကိုတစ်ပင်စီကိုခေါ်ဆောင်သွားပါလေသူကလေဆွဲကိုမွေဟောက်ရဲ့တောင်ကုန်းလေးကိုပစ်ထည့်လိုက်တယ်အဲ့ဒီအချိန်မှာပဲမွေဟောက်ကအိပ်ပျော်နေပါလေအဆောင်တွေကလေဆွဲကိုမွေဟောက်တွင်းထဲကနေသူတို့ဒုတ်ချောင်းတွေနဲ့ယူဖို့ကြိုးစားပါလေသူတို့ကတောင်ကုန်းကိုရိုက်မိပြီးမွေတွင်းကပြိုကျသွားပါလေမွေကတွင်းထဲကနေထွက်လာပြီးတော့အဆောင်တွေကိုမြင်တဲ့အခါမှာကြောက်လန့်သွားတဲ့အတွက်ထွက်ပြေးသွားပါလေသူကဘယ်တော့မှပြန်မလာတော့ဘူးကလေးတို့ရေတကယ်လို့ငါတို့သာစိတ်ထားကောင်းနေဆိုရင်ငါတို့ပြဿနာတွေကိုဖြေရှင်းနိုင်မယ့်နည်းလမ်းကိုစဉ်းစားနိုင်ပြီးတော့အလွယ်တကူရှင်းနိုင်မယ်ဆိုတာသင်ခန်းစာအဖြစ်နဲ့သင်ယူလိုက်ကြပါစို့